ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ဗမော်မြို့သိမ်းတိုက်ပွဲထိုးစစ်အရှိန်ကြောင့်စစ်ကော်မရှင်တပ်တွေရေးနှိမ်ပြီးတပ်စခန်းတွေဇက်တိုက်လက်လွတ်နေရတဲ့အတွက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ရာဇာထွန်းကိုနေပြည်တော်ကိုခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ဝင်ရှိအရေးပါတဲ့ထောက်ပို့တပ်ထားပါရ933ရဲ့ခြေကုပ်စခန်းကိုပြီးခဲ့တဲ့ဇန်နဝါရီ14ရက်နေ့မှာ KIA ကသိမ်းပိုက်ခဲ့ပြီးနောက်စစ်ကော်မရှင်တပ်တွေတက်ဆုပ်ထွက်ပြေးရမှုတွေများပြားလာတာဖြစ်ပါတယ်။အခုခါဗမော်နီးပညာတက္ကသိုလ်ထားပါရ933နဲ့စစ်လက်နက်ပစ္စည်းတပ်ဆဆန641စခန်းတွေကို KIA ကသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။စစ်ဖက်သတင်းရင်းမြစ်တွေရဲ့အဆိုအရဗမော်စီရေးရှုံးနှိမ့်မှုတွေအတွက်ဒုတိုင်းမှူးဗိုလ်မှူးချုပ်ရာဇာထွန်းမှတာဝန်ရှိတယ်လို့ဆိုပြီးနေပြည်တော်ကိုခေါ်ယူပြီးပြင်းထန်စွာကြိမ်းမောင်းစစ်ဆေးတာတွေပြုလုပ်နေတာပါ။အဲ့ဒီအခြေအနေနဲ့ပတ်သက်လို့စီဒီအမ်ဗိုလ်ကြီးစင်ရောကဗမော်တိုက်ပွဲရလက်တွေကြောင့်မပခဒုတိုင်းမှူးနေပြည်တော်ကိုစံပြုတ်တောက်ရန်ရောက်ရှိနေပြီလို့ဆိုပါတယ်။လက်ရှိမှာဗမော်မြို့တွင်းရှိစစ်ကော်မရှင်ရဲ့စစ်မြေပြင်စေးတက်ရင်မဆာရ11ကွန်ပျူတာတက္ကသိုလ်နဲ့ခလာရ4ခွန်တပ်ရင်းတွေဟာ KIA ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရပါတယ်။စစ်ကော်မရှင်က KIA ရဲ့ထိုးစစ်အရှိန်ကိုရပ်တန့်နိုင်ဖို့အတွက်ရက်130တိုက်လေရင်တွေဒရုန်းတွေကိုသုံးပြီးလေကြောင်းပစ်ကူနဲ့ခုခံနေပြီးမြေပြင်ထောက်ပို့လမ်းကြောင်းတွေအလုံး KIA ဘက်ကဖျက်တောက်ထားတယ်လို့သိရပါတယ်။ဗမော်တိုက်ပွဲမှာစစ်ကော်မရှင်ဘက်ကစစ်စင်ရေးကွပ်ကဲမှုဌာနချုပ်စကခ21နဲ့တမ88တို့ကတမမှု2ဦးအပြင်နီးပြူဟာမှု6ဦးထိအင်အား3ကွပ်ကဲနေပေမဲ့မြေပြင်စီရေးရ KIA ကအသာစီးယူထားတယ်လို့သိရပါတယ်။